ကိုယ်သာလာပြီးတော့ရှမ်းနဲ့တော့ခုဆိုငါရှောက်တွေ့ရကြတယ်တော့ပြီးတော့ညက်လာမှာမသိဘူးဟာ Hi ဒီနေ့ကတော့ heat up ဖို့ကိုကွက်ကိုပြင်ပန်းစရာမလိုဘူးပေါ့နော်ငါခေါ်ချမ်းမှာဖြစ်ပါတယ်ချောပြောတာလုပ်နေဆိုလို့ရှိရင်ကို မနိုင်ပြောရင်ဘာမှမချက်တတ်ဘူး ပစွန်ထက် ဒီရက်ဟာတွေပါအကုန်ထည့်ရမှာနေလာတဲ့ဟာတွေပါ ကွန်ထက်စောက်ဖောက်ထည့်ပဲ ကျုပ်ကဘယ်နှလုံးထည့် လာမမ အနေထားကိုကြည့်လိုက်တော့ဒါနေရမ်းကြေသွားဆိုပြီးပြောနေ ရတော့ ဒီတကောင်ထွက်ပြေးနေလို့လိုက်ထောင်းနေရ အေးချောပဲ ရပြီဒီနေ့ကိုချမ်းမနေလေ ဟေးပြီးတော့အဲ့ထဲဆိုတော့ကွာဘလုံးလေးကြော်မှာဆို ထည့်ရမှာရလားအဲ့လောက်ဆိုရပါ ရတလုံးထည့်လိုက်တော့ရ ထည့်ကြည့်ရနော်အချမ်းဒါကြီးအခွန်ကြီးပါလာကျွန် ကြော်လိုက်ဘာမှဖြစ်ဝိုင်းသေးလို့ဟိုမှာစီရမ်းပုံနေထည့်ရတော့မှာခုချင်းစီကြော်ရင်တော့ဒီနေ့ကောက်သွား တော်မဟုတ်လေတစ်ခုချင်းစီမကြောက်ဒီကောင်ဆမ်းပြီးစံပဲကြော်တာလို့ကိုလိုဆိုင်နေမှာဆိုလို့ရှိရင်အရင်ဆုံးအဲ့လိုနှက်ဆက်တယ်လေဒါအရင်ဆုံးဒါဆက်တယ်ဒါရလားဒီကောင်တူဝိုင်း မတူပါဘူးအဲ့ရ ခုပစုံကြော်ရဲကန်တော့ပြီးဆုံးတော့မှာပဲနှလုံးဝကျန်တော့ဒါပြီးရင်ဘာဆက်လုပ်ရမလဲတော့မသိဘူး အပြင်စချမှာဖြစ်ပါတယ် အဲ့ကျွန်တော်ခုနကကိုကြိတ်ထားတဲ့ဟာထည့်ရတော့မှာ ရပြီရေးကြည့်ပါမယ်နည်းနည်းပေါ့နော်ဟုတ်လို့လားအားကြည့်ပြကြည့် အများကြီးမစားနဲ့လေကြိုက်ရာကြီးဖြစ်သွားမှာပေါ့အဲ့ကြိုက်ရာကြီးကိုအတုံးနော် စီဖယ်ပေးမယ် မှတ်ထားမှချောကြိုက်ရာကြီးကိုအတုံးနော်ပြင်းပြီးွားရင်အုပ်ဖို့တော့ရှမ်းနဲ့တော့ခုမှာပါဒီစင်အောက်မှာပြောပါရင် အဲ့ဒီက အဲ့ဒါလေးကရှမ်းနဲ့ကို3ရက်4ရက်လောက်ညံ့လာ ကိုယ်သာလာပြီးတော့ရှမ်းနဲ့တော့ခုဆိုငါရှောက်တွေ့ရကြတယ်တော့ပြီးတော့ညက်လာမှာမသိဘူးဟာ ကို mission ဆို ရှမ်းနဲ့တော့အခုမှမြင်ဘူးလားဘော်ဒီ အဲ့မှာရှမ်းနဲ့လန်ရှိတယ်သွားရှာပြီးခူးခဲ့တယ်ဆို ရှမ်းနဲ့တော့ဘာမှမဟုတ် ဟို ဘူး ပါတယ်ကျွန်တော်အဲ့လိုမျိုးသွားခူးခဲ့ဆိုပြီးပြောလိုက်ရမှာတော့ဒါမြက်တွေနှုတ်လာအောင်ဂျင်းထဲဟင်းလာပါပါဂျင်းထဲတဲ့ဟင်းပေးပါမယ် တောက်ဖို့မဟုတ်လား ဟုတ်ဘူးလို့အဲ့ဒါဟိုကောက်နေတယ် ပြည့်နေပြီတော့ညောင်းလို့မွေးရညောင်းလားနော် မွေးကတော့နေ နားရွာချီလာပါ ချီရဟာ ဟိုဘက်ကိုချီတာ တော်တာပဲ မသိကောင်းမကောင်းတော့စားရလို့သိလိုက်မှာကွာကိုကတော့အဲ့မမီးတယ်လို့စားရင်သိသွားလိမ့်မယ် စီးထဲတော့ ရပြီနော်အကုန်ထည့်ရမှာလား သူ့လုံးစင်တာတဲ့အစီသူ့လုံးစင်တာတမီးချလိုက်တာပေါ့ဘယ်ထဲအဲ့ပါထဲပြီးမွေးအဲ့ဒါလေးနာအောင် ဟုတ်တယ်ကိုကသူများဟင်းချက်တာကောင်းလည်းမကောင်းဘူးလေကိုကမပလိန်ဘူးကိုကိုတိုင်းလည်းမချက်ဘူး ကောင်းတဲ့အနီလာမီးစီ ကိုချက်လို့ကိုပလိန်လည်းကိုကဘာမှဖြစ်ဘူးအစ်စေပဲဘာလို့စိတ်ဝင်စား ကိုဟာကောင်း သူများလည်းမပလိန်ဘူးအရသာလည်းမခံစားတတ်ဘူးစားလိုက်တာပဲကောင်းကောင်းမကောင်းကောင်းနောက်ဆုံးကွာစားစရာမရှိဘူးဆိုရင်တော့မှအိမ်မှာကျုပ်နောက်ကျမှပြန်လာဆိုကျုပ်ကြော်လိုက်တယ်ကိုကတော့ကျုပ်တော့ကောင်းကောင်းကြော်တယ်ကျုပ်ကြော်လိုက်တယ်ငပိနေနေထွင်းစားလိုက်တယ်ပြီးသွားမိုက်တယ်နိအနှစ်လေးရလေပြစ်ပြစ်လေးနဲ့စားကောင်းမဲ့ပုံစံလေးပြီးတော့ပါမယ်ဒါလေးကိုခဏအုပ်ထားမယ် နာစီလေးနည်းနည်းပြန်လာရဒီကတော့ပါချောရဲလိုက်ရတိုင်းချက်ပါ အရာလုံးဟိုလိုမျိုးလေးလွယ်လို့တော့မတတ်မှတ်တော့ဒါပေမဲ့ခက်ခဲတယ်နောက်ပိုင်းထက်ချက်ပြီးချမ်းနဲ့လွယ်သွားလိမ့်မယ် ရန်လွယ်သွား အဲ့တော့ကိုက ချက်တော့ ချက်တော့ချက်လိုက် တော်ပါရဲ့ဟင်းတစ်ပွဲချက်တင်ပါတယ်ဟင်းတစ်ပွဲပြီးဆုံးပါပြီမပြတ်စည်းပါဘူး ကဲဟင်းထွက်တော့ရပါပြီကောင်းမကောင်းကတော့နှင်းစားချင်းချင်းသိရပါမယ် မွေးတာ ဟုတ်လား